Okay ဒါဆိုရင်လူကြားထဲမှာစကားပြောအာယူနေရလို့လူကြားထဲမှာစကားပြောချစ်နေရတဲ့ဒီလူတယောက်ကချစ်တည်မှုလုံနိုင်စွမ်းအရေးချင်းတွေကမရှိတော့ဘူးလားအားလုံးပဲမင်္ဂလာပါရှင် Imperfectly Perfect Victoria မေ channel ကမေဖြစ်ပါတယ်အခုနေ့ဗီဒီယိုလေးကတော့ဒီခါတိုင်းဖန်တီးနေကြဗီဒီယိုနဲ့မတူပဲနှွေးထွေးပြီးတော့စိတ်ထဲမှာတစ်ခုခုလေးကြံနေခဲ့မဲ့ဗီဒီယိုလေးတစ်ခုလိုမျိုးညှော်လင်းပါရပေါ့မိကကိုယ့်ရဲ့မိတ်ဆွေတူကိုယ့်ရဲ့တငယ်ချင်းတယောက်ကိုယ့်ရဲ့မိသားစုဝင်တူကိုမိတို့နှစ်ဦးဒီပေါ့နော်နှစ်ဦးတည်းအေးစစ်စစ်လေးစကားရဲ့အပြန်အလှန်ပြောမယ်အဲ့လိုအေးချင်းချင်း file လေးတစ်ခုရအောင်ပေါ့မိအခုဒီဗီဒီယိုလေးကိုဖန်တီးထားတယ်ဒီအဓိက target oriented တဲ့စကားပြောအားနည်းလူတွေစကားချစ်တဲ့လူလေးဂျားမှာဖြစ်ပေါ်နေတဲ့အခက်အခဲလေးသူတို့ရင်ဆိုင်ဖြေရှင်းနေရတဲ့ဖြစ်ရလေးအပေါ်ပေါ့နော်မိကအကြံပေးချင်တာလေးရှိရဲအပေးနှစ်သိမ့်ချင်တာလေးရှိရတဲ့အခုဗီဒီယိုလေးကိုဖန်တီးလိုက်ရအောင်အခုနေ့ဗီဒီယိုလေးကတင့်ကိုရှာဖွေတွေ့ရှိခဲ့မယ်ဆိုရင်တင်တီလုံးဝတန်ကောင်းပါတယ်။ဒီရဲ့အတွင်းစိတ်ပေါ့နော်တင်ရဲ့အတွင်းစိတ်မှာရှိရဲဆိုးနဲ့မေးရဲ့တကယ်ဖြစ်စေခြင်းနဲ့စေတနာမေးပေးခြင်းနဲ့ message တီထပ်တူကြားလိမ့်မယ်လို့မိကမျှော်လင့်ပါတယ်ထပ်တူကြားစေခြင်းတဲ့အတွက်လည်းမိဒီဗီဒီယိုလေးကိုအများကြီးအားစိုက်ပြီးတော့လုပ်ထားဖြစ်ပါတယ်အရင်ဆုံးပြောချင်တာကမိတို့ဒီပေါ့နော်ဒီလိုမျိုးဒီအခက်ခဲလေးပေါ့အခက်ခဲကြောလူတိုင်းမှာလေလူတူချင်းစီမှာအခက်ခဲရှိမှရှိနေရမတူကြဘူးရှင်အဲ့တော့လူတိုင်းကတော့ nobody is perfect ဆိုတဲ့စကားတိုင်းပဲဘယ်သူမှတော့ပြည့်စုံမနေဘူးသူတို့ရဲ့ဖြစ်တည်နေတဲ့ဘဝတစ်ခုမှာသူတို့နေထိုင်မှုမှာသူတို့အဆင်ပြေအောင်နေကြတဲ့လူတွေကြီးပဲပေါ့နော်အဲ့တော့မိတိခပြောချင်တာဒီလိုမျိုးအပြောအားနည်းတဲ့လူတွေစကားထစ်တဲ့လူလေးဆိုလဲမိကအခုလက်ရှိဒီလိုအခက်ခဲကိုမိကြော်လွှားနေတဲ့လူတူဖြစ်တဲ့အတွက်မိနားလေစာနာရဲ့ဒီလိုမျိုးအရာကြီးဒီဘလောက်တောင်မှကိုယ်ကိုအရင်စိတ်သိငယ်စီလဲစိတ်ဒုက္ခပေးနေလဲအရင်ကိုစိတ်ဆင်းရဲဆိုရဲ့ခံစားချက်တွေလည်းမိအများကြီးနားလဲပေါ့နော်အဲ့တော့မိကိုဒီလိုခက်ခဲတွေနဲ့ပတ်သက်ပြီးတော့လာပြီးတော့ပြောကြရဲရင်ဖွင့်ကြရဲအဲ့တော့ဒီလိုရင်ဖွင့်ကြပြောကြတဲ့လူတွေကိုမိအရင်ဆုံးပြန်ပြောပြတာကတော့ဒါဒီယောဂတကူမဟုတ်ပါဘူးဒီစကားဒီမိထက်ကပြောရဲဘာကြောင့်လဲဆိုတော့စကားချစ်တတ်တဲ့လူချစ်နေတဲ့လူတူဒီသူတို့ကအများကြီးဆိုရင်တော့မှဒီအနာရှိရင်ဆေးရှိရဆိုရဲစကားလုံးလေးဒါရှိရပါဘောเนาะတကယ်လို့ဒါယောဂတောင်မှယောဂဆိုရင်တော့မှမျိုးတို့ပျောက်ကင်းနိုင်တယ်ပျောက်ကင်းလို့ရနိုင်တယ်ဆိုတဲ့တကယ်ကိုအမှန်တရားရှိရဒါပေမဲ့စကားထစ်ချင်းဒီယောဂတကူမဟုတ်ဘူးလို့အရင်ပြောချင်ပါတယ်ဒါလည်းစကားထစ်နေတဲ့လူအများစုကအကုန်လုံးသိကြတယ်တချင်းဆိုတဲ့အခါကိုရင်းနှီးရဲ့ကိုချစ်ခင်တဲ့ကိုလှောင်ရည်မဲ့လှောင်ရည်မှုမရှိတဲ့လူရင်းနဲ့စကားပြောရဲ့အချိန်မှာကိုဘာသာတူးတဲ့မှန်ရှိမှာကိုဘာသာတူးတဲ့စကားပြောရဲ့အချိန်မှာစကားဒီမထစ်ပါဘူးအကဲခံမျိုးတို့ကယောဂတကူဆိုရင်အချိန်တိုင်းပေါ့ကွာသိရမလားအချိန်တိုင်းလူကစကားပြောတိုင်းဖြစ်နေရမှာပေါ့နော်အဲ့တော့အရင်ဆုံးပြောချင်တာကစကားချစ်ချင်းဒီယောဂတကူမဟုတ်တဲ့အတွက်တင်တာတိတိချာချာဒီအရာကိုစိတ်တက်ခိုင်မာနဲ့ဇွဲရှိစူးစမ်းမယ်လေ့ကျင့်ယူမယ်ဆိုရင်လုံးဝကိုပျောက်ကင်းနိုင်ပါတယ်အဲ့လေးအရင်ဆုံးပြောပြချင်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့မင်းအကြံပေးချင်တာကတော့သူတို့ရဲ့ဘဝကအလုံးနဲ့သိကြပါတယ် life is too short so live in the moment ဆိုတဲ့စာသားလေးရှိရပါတော့နော်မင်းတို့ဘဝအရင်ကိုတိုးတောင်းလွန်ပါတယ်ဒါကြောင့်မလို့မင်းတို့ရှိနေတဲ့အခိုက်အတန့်အတွင်းမှာပဲနေထိုင်မှာပြောချင်တာကိုရရှိနေတဲ့အခိုက်အတန့်အတွင်းမှာကိုပျော်မယ်ထင်တဲ့အရာတွေကိုလှုပ်ချင်တယ်လှုပ်တင်တယ်လှုပ်ရမယ်ဆိုတဲ့အရာတွေကိုမျိုးတို့လှုပ်သွားရမှာပါဘာကြောင့်လဲဆိုတော့မျိုးတို့အချိန်နဲ့မျိုးတို့ life ကမျိုးတို့မဆောင်နေဘူးပေါ့နော်အချိန်တန်မျိုးတို့ကအချိန်ကုန်သွားလိမ့်မယ်တရက်ပြီးတရက်တလပြီးတလတစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးရမယ့်အချိန်ကြီးကအများကြီးပါမျိုးတို့မလို့စောင့်မယ်ဆိုတာမရှိဘူးပေါ့နော်အဲ့တော့ပြောချင်တာကအချိန်ကြီးကုန်ဆုံးပြီးရဲ့အချိန်မှာနောင်တတရားနဲ့ညီမလားဒါမှမဟုတ်ရှိနေတဲ့အချိန်အတွင်းမှာကိုယ့်အတွက်ကိုပျော်ရွှင်ဖို့အတွက်ကိုတိုးတက်ဖို့အတွက်လုပ်မလားဆိုတဲ့ mindset တခုရှိရပါတော့စကားဖြစ်ချင်းဒီမိတို့ရဲ့ real life ပေါ့နော်မိတို့ရဲ့ life ကိုလာပြီးတော့ affect ဖြစ်ပါတယ်ဒါလည်းအကုန်လုံးသိကြပါတယ်စကားပြောအားနည်းမှုကြောင့်စကားပြောအားယူနေရကြောင့်မိတို့နေ့စဉ်ဘဝကိုပါလာပြီးတော့ထိခိုက်တယ်လာပြီးတော့နည်းနည်းအကျိုးတက်ရောက်မှုရှိနေရဆိုမိသိရဒါပေမဲ့လေမိတို့
ဒီဟာကြီးပေါ့ဒီဟာကြီးကဒီလိုမျိုးကြီးဖြစ်နေလို့မျိုးတို့ငါဘာဆိုဘာမှမလုပ်ပါဘူးဆိုပြီးတော့ကိုဘွားကိုလက်လျှော့လက်လျှော့အရှုံးပေးရတဲ့ဆိုင်ရင်โอเคငါလူကြားထဲမှာစကားပြောရတော့အာယူရတယ်ဒါဆိုရင်ငါလူကြားထဲမှာစကားမပြောရသေးပဲနဲ့ငါအခြားနေရာမှာငါအခြားဘလို့နေရာလေးမှာတော့ငါရဲ့ ability ငါဆိုတဲ့ချစ်တင်မှုငါဆိုတဲ့လုံနိုင်စွမ်းကိုပေါ်ထုတ်လို့ရမလဲဆိုတာမေးရှာဖွေကြည့်စေခြင်းတယ်အဓိကပြောချင်တာကမေးဆိုလဲအခုဗီဒီယိုထဲမှာဘာဖြစ်ဖြစ်မေးရဲ့အနီးနားမှာလူမရှိဘူးမေးစိတ်ငြိမ်ရခုဖြစ်နေရဲ့အဲ့တော့မေးစကားပြောရလုံဝကိုပေါ့ပါရဲ့တွက်လက်တယ်ချစ်ငေါ့မှုမရှိဘူးစကားတစ်ခုချင်းစီကိုမေးလို့ရအောင်ပြောနိုင်တယ်မေးလူတွေနဲ့သွားပြီးတော့တွေ့လာတဲ့အချိန်ကျရင်မေးလဲလူသားတယောက်သူတို့ဒီစကားပြောအားနည်းတဲ့အခန်းရှိရဲ့လူတယောက်ဖြစ်တဲ့အတွက်တာမန်လူတွေထက်ဆိုင်ရင်နည်းနည်းလေးလူတွေနဲ့တွေ့ရင်ဖြစ်တဲ့စိတ်လှုပ်ရှားမှုကပိုပြီးတော့များတယ်အဲ့ချိန်မှာမေးချစ်ကောင်းထင်နိုင်တယ်အာယူကောင်းအာယူနိုင်တယ်ဒါဆိုမေးကအဲ့ချိန်လေးနှစ်ခုမေးရှင်းလိုက်တယ်ပေါ့နော်အဲ့တော့โอเคဒါဆိုရင်လူကြားထဲမှာစကားပြောအာယူနေရလို့လူကြားထဲမှာစကားပြောချစ်နေရတဲ့ဒီလူတယောက်ကချစ်တည်မှုလုံနိုင်စွမ်းအရေးချင်းတွေကမရှိတော့ဘူးလားမေအဲ့တော့ပြန်ပြီးစဉ်းစားကြည့်ရပေါ့နော်အဲ့တော့ဘာလဲဟိုလူတိုင်းနဲ့စကားဖော်ဖော်ရွေရွေချင်းငေါ်ချင်းမရှိပဲတွတ်လက်လက်ပြောနေနိုင်မှာဒီလူဒီအရေးချင်းရှိရလား no မဟုတ်ပါဘူးအားလုံးနဲ့သိကြတဲ့အတိုင်းမေတို့နယ်ပယ်အသီးသီးမှာမတူညီရဲ့အလုပ်တွေမတူညီရဲ့နေရာတွေယာဒူးတွေမတူညီရဲ့ခံယူချက်တွေနဲ့လူတိုင်းကရှင်သန်နေရဲ့လှုပ်ရှားရုန်းကန်နေရဲ့ကြိုးစားနေကြရဲ့ဒီတိုင်းပဲညီတို့တွေကဒီလူတယောက်ကတော့ဒီနယ်ပယ်မှာတော်ရင်ဒီလူလှုပ်တဲ့အလုပ်လုပ်နိုင်မှသာအခြားလူတွေကတော်တယ်ဆိုတဲ့ဂုဏ်ဘုတ်ကိုရမှာမဟုတ်ဘူးအဓိကပြောချင်တာကမေဆိုလဲအဲ့လိုပဲနေစဉ်းစားလိုက်တယ်โอเคဒါဆိုရင်ငါလူတွေနဲ့တော့ပြောလိုက်ရင်တော့နည်းနည်းလေးအာယူနေရဆိုโอเคဒါဆိုငါဒီပိုင်းတော့ငါအားနေဒါဆိုငါဒီပိုင်းကိုတော့ငါလေ့ကျင့်ရင်းနဲ့ကိုပေါ့နော်ကိုတဖြည်းဖြစ်ရင်းနဲ့ငါဒီဟာလေးကိုလေ့ကျင့်သွားမယ်ဒါဆိုဟိုဘက်ပိုင်းမှာငါဘယ်နေရာမှာငါအားတာလဲအခုလိုမပြောလို့ပဲမေလူများကြီးတော့မရှိဘဲနဲ့ကိုပါတာတူးတဲ့ပြောနေတဲ့အချိန်ကိုရင်းနှီးရဲ့လူတွေပြောနေတဲ့အချိန်မှာမေပြောရပို့ပြီးတော့အားရှိရဲ့ထင်ငေါ်ခြင်းမရှိဘူးဒါဆိုရင်ဒီလိုမျိုးကိုယ့်ရဲ့လုံနိုင်စွမ်းလေးနဲ့ငါဘလို့အရာကြီးလုပ်ပေးနိုင်လဲမေဆိုလဲမေကဒီ channel လေးတစ်ခုထောင်ပြီးတော့အပြောအားနဲ့လူလေးတွေကိုအဓိကအားပေးရဲ့လူတူအနေနဲ့ရက်တည်နေရဲ့အတွက်ကြောင့်မလို့မေစကားချစ်နေရဲ့အချိန်ကျရင်မေမပြောနိုင်ပေမဲ့မေကပြောနိုင်တဲ့အချိန်ကျရင်မေကြုံတွေ့ရအခက်ခဲလေးမေဘလို့ဖြစ်ရှင်းရလဲမေ sharing လုပ်တယ်မေရဲ့ video လေးကိုကြည့်ရလူသည်အနည်းနဲ့အများတော့အကျိုးရှိမယ်ဒါဒီလဲမေလုံနိုင်စွမ်းလေးကနေလူတွေကိုပြန်ပြီးတော့ကူညီရမေရဲ့ ability မေဆိုရဖြစ်တည်မှုကိုပြတာဒီတိုင်းပဲမေရှိမှာပြောခဲ့မေဒီ guide တင်ပါရဲ့ပြောချင်တာမေចောင်းသားလေးတွေကလေးတွေကိုမေစာပြန်တင်တယ်မေဒီသူတို့ရဲ့ဆရာမဆိုတာသူတို့ကိုစာတင်မဲ့ဘာသာရပ်တွေကိုမေကိုယ်တိုင်လေ့လာတယ်မေကိုယ်တိုင်နားလဲသူတို့ကိုမေကိုယ်တိုင်ရှင်းပြနိုင်စွမ်းရှိတယ်ဒီလိုအချက်တွေကမေကို confident အရင်ရှိစေရဲ့မေမသိတဲ့ဒီဇိမ်းတွေအထက်လူကြီးတွေနည်းနည်းလေးကြောက်ဟန်ရှိတဲ့လူတွေနဲ့စကားပြောတဲ့အချိန်မှာမေထစ်ကောင်းထစ်လိမ့်မယ်ဒါပေမဲ့မေကိုယ်တိုင်ယုံကြည်ချက်ရှိလုပ်နေတဲ့လုပ်ငန်းမေကိုယ်တိုင်ယုံကြည်ချက်ရှိတဲ့အရာတစ်ခုလုံးရင်မေစကားတောင်မထစ်ဘူးဒါဒီမေရဲ့လက်ရှိပေါ့နော်လက်ရှိ real life မှာရှိတဲ့လူတွေလည်းအကုန်လုံးသိကြရဲဒါကြောင့်မို့မေကပြောချင်တာကစကားထစ်ခြင်းဒီယောဂတစ်ခုမဟုတ်ဘူးအလေးအကျင့်ဒါဆိုမျိုးတို့အလေးအကျင့်ဆိုတဲ့စကားလုံးဒီတစ်ခါလေးကျင့်တာနဲ့ချက်ချင်းပြောက်သွားမှာမဟုတ်ဘူးထက်ခါလေးကျင့်မယ်ပြောရင်းနဲ့ကြာသွားမယ်ပိုင်းโอเคဒါဆိုအဲ့တစ်ပိုင်းโอเคငါလေးကျင့်မယ်တစ်ပိုင်းဟိုဘက်တစ်ပိုင်းမှာဆိုငါဘာလဲငါဘာလုပ်နေလဲငါဘလို့ချင်းနေမှာငါ့ရဲ့ ability ကိုငါသွေးလို့ရလဲမိတို့ရဲ့စွမ်းရည်မိတို့ရဲ့အုံနောက်မိတို့ရဲ့လုံနိုင်စွမ်းနေဒီဓာတ်လေးတစ်ချောင်းလိုပါပဲမိတို့သွေးမှသာထက်နေမှာငါတော့စကားချစ်တယ်ငါဒီတိုင်းပဲနေလိုက်ပါမယ်ငါမပြောရဲတော့ဘူးတော်ပြီဆိုရဲဒီဓာတ်ကိုဆက်မသွင်းရင်လေမိတို့ရဲ့အရေးချင်းရှိတဲ့ထက်မြက်လာတဲ့ထက်မြက်မှုတွေကတုံးသွားရုံပဲရှိရယ်ဒါကြောင့်မို့မေကပြောချင်တာကိုယ့်ရဲ့ဓာတ်ကိုနေ့စဉ်သွေးပါကိုဒီနယ်ပယ်တစ်ခုမှာကိုယ့်ရဲ့ဖြစ်တည်နိုင်စွမ်းကိုယ့်ရဲ့အရေးချင်းနဲ့ရက်တည်နိုင်အောင်လုပ်ပါဒီလိုအချိန်ကျရင်မေတို့ရဲ့ကြောက်နေရဲ့လူတွေငါ့ကိုလှောင်ပါပဲဆိုတဲ့တိမ်ငယ်စိတ်တွေကမရှိတော့ဘူး။အော်လူတွေငါ့ကိုလက်ခံလာပါပြီဆိုတဲ့
စိတ်တွေပါမျိုးတို့အများကြီးရနိုင်တယ်ပေါ့နော်အဲ့တော့မိဒီအချက်လေးကိုလည်းမိက sharing လုပ်ပေးခြင်းပါတယ်နောက်တစ်ခုကအဓိကကလေကိုယ့်ရဲ့ဘဝမှာပေါ့နော်မိကူလက်ရှိတင်ဟောပေါ့မိကူလက်ရှိအဓိကကတော့ဒီခံယူနေရဲ့ပေါ့နော်ခံယူနေရဲ့ mindset လေးတစ်ခုမိ sharing လုပ်ပေးခြင်း ਨੇ တကယ်လို့ရင်တကယ်ချစ်တယ်ဒီစကားကဘာကိုပြောချင်တာလဲဆိုတော့မိတို့ဒီကအဓိကကတော့ဒီအပြောအားနည်းမှုကတော့ဒါသူ့ဆိုင်ရရှိကြရပေါ့နော်အဲ့တော့အပြောအားနည်းမှုတွေမကဘူးကိုဖြစ်ချင်တဲ့ကိုလှုပ်ချင်တဲ့အိမ်မက်တွေရှိမယ်ကိုလှုပ်ချင်တဲ့လုပ်ငန်းတွေရှိမယ်ပေါ့နော်အဲ့တော့ကိုဒီလုပ်ငန်းအပေါ်ကိုတကယ်ချစ်ချင်စိတ်ရှိလားငါဒါကိုတကယ်လိုချင်တာလို့အရင်ဆုံးပြန်ဆန်းစစ်ပါโอเคဆက်စစ်လို့သိကြပြီငါဒါကိုချစ်ချင်တယ်ဆိုရင်ချစ်ချင်တဲ့လူတယောက်ကလေအရန်စိတ်တဲ့ဆန္ဒပြင်းပြနေသူတို့ဒီနေ့စဉ်နေ့တိုင်းကိုဘယ်လိုမျိုးချစ်အောင်လုပ်ရမလဲဆိုတဲ့အတွေ့အကြုံပဲရှိမယ်ချစ်အောင်လုပ်တဲ့နည်းလမ်းတွေပဲသူတို့စမ်းသပ်ကြည့်မယ်ဟာအဲ့ဆိုမေအဓိကဘာကိုပြောချင်တာလဲမေအများကြီးအခြားသောဥပမာတွေနဲ့မပြောမေဒီအပြောအားနဲ့ဥပမာနဲ့ပဲမေ sharing လုပ်ပေးချင်တာပေါ့နော်လူများစုတော့ဒါစကားပြောအားနဲ့ပုံအားနဲ့ချင်းမတူကြဘူးပေါ့နော်အချို့လူတွေကြောက်ရလေစပြီးတော့မွေးရပါနည်းနည်းလေးအာယုံကြောအားနည်းမှုကြောင့်အပြောအားနည်းရစကားလေးရလေးရှာလေးရလေးဖြစ်နိုင်တယ်အချို့လူတွေကြောက်ရလဲဒီအသက်လေးနည်းနည်းကြီးလာမှကိုနေတဲ့ပေါ့နော်ကိုကအဲ့လိုအတူတူနေတဲ့လူကစကားလေးထစ်လို့ကိုကနည်းနည်းလေးလိုက်ပြီးတော့သူ့ကိုဆိုင်နောင်ရင်းနဲ့ထစ်သွားတဲ့လူလည်းရှိနိုင်တယ်ဒါကတော့အမျိုးမျိုးပေါ့နော်ဒါပေမဲ့ပြန်ခြုံရမယ်ဆိုရင်ဒီလိုစကားပြောအခက်ခဲလေးရှိကြတဲ့လူလေးရှိတယ်စကားပြောအခက်ခဲကိုပြည်လည်နိုင်မဲ့နီလန်ကစကားများပြောဖို့ပါပဲဘာလို့ဆိုဒါရှင်းနေပေါ့နော်အဓိကဒီစကားပြောတာကိုဘယ်လိုမျိုးအမရေးစကားပြောနှီးနေရဘယ်လိုမျိုးတွန့်အောင်လုပ်မလဲဆိုရင်အဖြေဒီတစ်ခုပဲရှိပါတယ်စကားများပြောကြည့်ပါစကားများပြောလေစကားမြန်ပြောနိုင်လေဖြစ်ပါတယ်အဲ့တော့အခုလိုပဲမိတို့လိုမျိုးစကားထစ်တဲ့လူကြီးကြတော့ဒါဆိုထစ်တဲ့လူတွေအတွက်ကဘာစိတ်ရှိမလဲဆိုတော့ဟိုစိတ်ထက်ဆိုင်အဓိကစိတ်ပေါ့နော်အဓိကမေးပြောပါရဲ့ဒီနေတို့ဒီအခက်ခဲကိုနည်းနည်းလေးကြော်လွှားနိုင်မယ်နေတို့အခက်ခဲကိုအဓိကကြော်လွှားနိုင်အောင်လုပ်ပေးမယ့်အရာဒီနှစ်ခုပဲရှိပါရဲ့စိတ်နဲ့အလေးအကျင့်ပါစိတ်ဒါဆိုရင်စိတ်အေးထားမယ်ဟုတ်ပါရဲ့ဒါဆိုဒီတိုင်းပြောရဆိုရင်မလွယ်ပါဘူးဒါဆိုစိတ်အေးထားဖို့တက်ပြီးတော့ဘာနီလန့်နေရှိအောင်မလဲတရားထိုင်နိုင်ရှိနိုင်တယ်ဒါဆိုအများကြီးပေါ့နော်ဒါဆိုအများကြီးမေတို့လုပ်ရင်လုပ်လို့ရတယ်ဟိုအဓိကတော့စိတ်ငြိမ်တာပေါ့နော်အဲ့တော့စိတ်ငြိမ်အောင်လုပ်လို့ရတယ်စိတ်ငြိမ်ဆိုမေတို့တရားထိုင်တာလေးပြီးတော့နောက်တစ်ခါအဲ့လိုပတိစိတ်တာလေးဒါတော့အများကြီးပေါ့နော်အဓိကတော့မေတို့ကိုယ်စိတ်ကိုသိမယ်စိတ်ငြိမ်ထားမယ်ပြီးတော့နောက်တစ်ခုကမေတို့အေးဝါဖို့တော့လိုအပ်တယ်ရှင်ဟိုတရားကြောဒီအပြောရပါဆိုဒါဆိုလဲမျက်စိနားနှာခေါင်းပေါ့နော်ဒီဘက်အာယုံကြောနဲ့ဆိုင်တာဖြစ်တဲ့အတွက်မျိုးတို့တွေကဒီအေးဝဝအေးရမယ်ပြီးတော့နောက်တစ်ခါအာယုံကြောအားကောင်းတဲ့အစားအစာလေးစားပေးစီခြင်းနဲ့ပေါ့နော်ဒါရောမျိုးတို့ကဒါကျန်းမာရေးဘက်အချမ်းနီးဒါကုသမယ်ပေါ့နော်ဒီကုသလို့ရတဲ့နီးလည်းနေဖြစ်ပါတယ်ဟိုဘက်အလေးချင်းကတော့မျိုးတို့စကားပြောကြည့်မယ်စကားပြောကြည့်မယ်ဆိုတော့မျိုးတို့ကအခုလိုပေါ့နော်ဒီအခုလိုမျိုးဗီဒီယိုတွေလုပ်ပြီးတော့ sharing လုပ်ပေးနေတယ်မိမခိုင်မှန်ရဲ့ရည်ရွယ်ချက်တစ်ခုရှိရဆိုတော့ဒါကိုလည်း sharing လုပ်ပေးခြင်းနဲ့ဒါဆိုမင်းကအမြဲတမ်းပြောရကွာဒါကယောဂမို့ပြောင်းနေဆိုမင်းကဘာမင်းကဘာကြောင့်ဘာကိုယူကြည့်ဖို့မင်းပြောနေရလဲဘာကြောင့်လဲဆိုတော့တို့ international မှာကိုလူငယ်ပေါ့နော်မင်းတို့မြန်မာပြည်မှာရောအခြားသောနိုင်ငံခြားတွေမှာပါစကားချစ်တက်တဲ့စကားချစ်ခဲ့ကြတဲ့လူတွေရှိရယ်ဒါပေမဲ့သူတို့တွေကအခုလက်ရှိမှာဆိုတို့ဒီစကားထစ်ချင်အောင်မြင်စွာသူတို့ကြော်လွှားနိုင်ပြီးပြီသူတို့ရဲ့နယ်ပယ်မှာကိုအောင်မြင်နေကြပြီပေါ့နော်အဲ့ပြောချင်တာသူတို့ရဲ့ဒီမိအတွက်ခွန်အားပဲမိကိုယ်တိုင်လည်းမယုံကြည်ရဲ့ဘာဖြစ်ဆိုတော့ဒါယောဂတကူမဟုတ်ဘူးအလေးချင်းရှိမယ်ပြီးတော့လိုအပ်တဲ့ပေါ့နော်လိုအပ်တဲ့မတော့အလေးချင်းလေးအနေထိုင်လေးလုံးလက်တယ်နဲ့မျိုးတို့ပျောက်ကင်းနိုင်မယ်ဆိုတာယုံကြည်ရဲ့အဲ့ကြောင့်မို့မိရဲ့ယုံကြည်ချက်ရှိနဲ့ကိုဒီအခုပေါ့နော်ဒီ sharing နေလုပ်ပေးနေရဲ့နေပုံထိုင်ပုံစိတ်နေစေတာမိ sharing နေလုပ်ပေးနေဖြစ်တာပါအဲ့တော့အခုနေ့ဗီဒီယိုလေးရဲ့အဆုံးသက်ပေါ့နော်အဆုံးသက်အချုပ်လေးကိုမိပြောချင်တာကတော့အခုဗီဒီယိုလေးကိုကြည့်နေတဲ့နေ့ရဲ့ audience လေးစကားပြောခက်ခဲရှိရဲ့လူလေးဒါမှမဟုတ်လူငယ်လေးလည်းပါနိုင်တယ်ပေါ့နော်မိတို့အခုပြောနေရတော့စကားပြောဆိုပေမဲ့အခက်ခဲဒီလူတိုင်းမှာရှိနိုင်တယ်လူငယ်တိုင်းမိသူတို့မှာမတူညီတဲ့အခက်ခဲရှိနိုင်တယ်ဒါကြောင့်မို့အရင်ဆုံးပြောချင်တာကို့မှာရှိရဲ့ကိုစီအခက်ခဲတွေအကြောင်းစိတ်မညစ်ပါနဲ့
မသိငယ်ပါနဲ့မအားငယ်ပါနဲ့ဒါဒီအချိန်ကာလတစ်ခုပါကိုဒီဒီခက်ခဲကိုကြော်လွှားနိုင်ရင်နောက်ပိုင်းကျရင်ဘာဆိုဘာမှဒါရီကတော့ရည်စရာတစ်ခုကိုဖြစ်သွားလိုက်ပါမယ်မေတို့ရဲ့စိတ်သက်ခိုင်မာမှရမယ်တန်မာမှရမယ်ဒီအရာပေါ်မေတို့လူချင်ခဲ့တဲ့အရာပေါ်တော့မေတို့ကစိတ်ခံစားချက်ပြင်းပြင်းပြပြနဲ့စူးစမ်းဖို့တော့လိုအပ်ပါတယ်အဲ့တော့အခုနေ့ဗီဒီယိုလေးကနေအားလုံးအတွက်အကျိုးတစ်စုံတစ်ရာရှိသွားမယ်လို့မျှော်လင့်ပါတယ်မိချရရဲ့မိရဲ့ audience တွေဘဝမှာဘယ်လိုမျိုးအခက်အခဲပဲကြုံလက်လျှော့အရှုံးမပေးလိုက်ပါနဲ့တို့ဆက်ပြီးတော့စူးစမ်းရမယ်လေနော်ဘဝအရန်တိုးတောင်းနေဒါပေမဲ့ကိုဖြစ်ချင်တဲ့ဘဝကိုဖြစ်ချင်တဲ့ပုံစံကိုကိုယ်တိုင်ပဲထုစစ်ပုံဖော်ရမှာမလို့ကိုယ်တိုင်ခွန်အားရအများကြီးဖြည့်ထားပါစူးစမ်းပါတနေ့တစ်ချိန်ကြီးကြာရင်ကိုလိုချင်တဲ့အိမ်မက်မျိုးကိုပိုင်ဆိုင်ရတဲ့အချိန်ကျရင်အတိတ်ကိုပြန်ကြည့်ရတဲ့အချိန်ကျရင်အော်ငါဒီလောက်တောင်ငါစူးစမ်းခဲ့ပါလားငါစူးစမ်းမှုအရာထင်သွားပါပြီလို့အားလုံးပဲဂုဏ်ယူနိုင်လောက်တဲ့လူတွေဖြစ်ပါစေလို့မိကဆုတောင်းပေးလိုက်ပါတယ်မိရဲ့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်ဘိုင်